ချမ်းသာတဲ့ Aris တယောက်အနေနဲ့သူမဟာထွန်းဆက်မောင်းတဲ့စင်းရဲသားတယောက်နဲ့လက်ထပ်ခဲ့ပါတယ်။မင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှာဇိမ်ခံပင်လယ်စာတွေနဲ့စပွဲပေါ်မှာဖုံးအုပ်ထားတာကိုတွေ့လိုက်ရပါတယ်။သူမကဇဝေဇဝါနဲ့စားတောက်ဖွယ်ရာတွေကဘာလို့ဒီလောက်ဇိမ်ခံနေတာလဲလို့မေးလိုက်ပါတယ်။သူနဲ့သူ့မိသားစုချက်ချင်းပဲတင်းမာသွားကြပါတယ်။သူ့မိကဘလို့ပြန်ဖြေရမှန်းတောင်မသိတော့ပါဘူး။သူ့အကိုကြီးကတောင်ဒီအလုပ်ကိုဆက်လုပ်လို့တောင်မရဘူးလို့ပြောပါတယ်။သူမကသူတို့ရဲ့စုဆောင်းငွေတွေအားလုံးကိုဒီအတွက်သုံးလိုက်တယ်လူမှားရင်းစွာထင်ခဲ့မိတာကြောင့်ဒီလောက်ဈေးကြီးတဲ့ပါဝင်ပစ္စည်းတွေကိုမသုံးတော့ဘူးပြောခဲ့ပါတယ်။သူကတကယ်တော့ဘီလီယံနာတယောက်လို့ပြောတော့မလို့ပါပဲ။သူမကသူ့ကိုဖျက်ပြောပြီးသူတို့နဲ့အတူဒုက္ခတွေကိုခံနိုင်ရရှိတယ်လို့ပြောပါတယ်။သူ့အမေကဒီအချိန်မှာပိုပြီးအပြစ်ရှိတယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့လိန်ညာမှုပေါ်လာရင်တစ္ဆာဖောက်ခံရတယ်လို့ခံစားရမှာကိုကြောက်လို့ပါတစ်ချိန်တည်းမှာပဲမိသားစုရဲ့အခြေအနေတွေတိုးတက်အောင်ဘယ်လိုစူးစမ်းရမလဲဆိုတာကိုသူမစဉ်းစားနေပါတယ်။အဲ့ဒီညမှာဘီလီယံနာကအပူပေးမီပိုကိုတန်ရှင်းရေးလုပ်နေတော့သူ့လက်ထောက်ကသတင်းပေါက်ကနေအခန်းထဲကိုဝင်သွားပါတယ်။လက်ထောက်ကအမေရိကန်ဒေါ်လာ300ဘီလီယံတန်စာချုပ်တစ်ခုအတွက်သူ့လက်မှတ်လိုအပ်တယ်လို့ပြောပါတယ်။စာချုပ်ကိုတေချာကြည့်တော့သူမကရုတ်တရက်တကားကိုတွန်းဖွင့်ပြီးဝင်သွားပါတယ်။နှစ်ယောက်စလုံးလန့်သွားကြပါတယ်။သူမက300ဘီလီယံဆိုတာဘာလဲလို့တောင်တိုက်ရိုက်မေးခဲ့တယ်။သူကမတိစိတ်ကစာချုပ်ကိုသူ့ကြောနောက်မှာဝှက်ထားခဲ့ပြီးသူမကလက်ထောက်ရဲ့အထောက်ထားအကြောင်းဆက်စုစွာမေးခဲ့တယ်။သူ့အမေကလက်ထောက်ဟာအစိုးရအရာရှိတယ်ရောက်ဖြစ်ကြောင်းမြန်ရှင်းပြခဲ့တယ်သူ့အကိုကြီးကလက်ထောက်ကသူတို့စီတစ်ခုခုလာပို့တာလို့ပြောတယ်သူကချက်ချင်းပဲသူ့လက်ထဲက300ဘီလီယံအမေရိကန်ဒေါ်လာစာချုပ်ကိုဆွဲဖြဲလိုက်တယ်ပြီးတော့လက်ထောက်ကသူတို့ကိုမီးမွေးဖို့လာတယ်လို့ပြောတယ်အပြစ်ကင်းစင်တဲ့သူမရဲ့လိန်ညာမှုကိုလုံးဝယုံကြည်သွားတယ်လက်ထောက်ကသာမီးလောင်နေတဲ့စာချုပ်ကိုနှလုံးကွဲနေတဲ့မျက်နှာနဲ့ကြည့်နေတယ်ဒီအချိန်မှာသူမကအလုတ်ထွက်ပြီးငွေရှာချင်တယ်လို့ပြောဖို့ဥဆောင်လိုက်တယ်သူနဲ့သူ့မိသားစုအားလုံးအံ့အားသင့်သွားကြတယ်သူအမေကတော့အပြင်မှာအလုပ်လုပ်ဖို့အေးလုံးတယ်လို့ပြောသေးတယ်မိသားစုမှာထောက်ပံ့ဖို့ပတ်စံတချို့ရှိသေးတယ်လို့လည်းမြန်ပြောလိုက်တယ်သူမကဆုံးဖြတ်ချက်ချပြီးပြီလို့ခိုင်မာစွာပြောလိုက်တယ်နောက်တစ်နေ့မှာသူမကလမ်းပေါ်မှာလက်ကမ်းစာဆောင်တွေဝင်ငှနေတယ်သူနဲ့သူ့မိသားစုကမှောင်ထဲမှာပုံပြီးသူမကိုတိတ်တိတ်လေးစောင့်ကြည့်နေကြတယ်မိသားစုအတွက်ပံ့ပိုးကူညီဖို့အလုပ်လုပ်ဖို့သူမတကယ်စိတ်ရင်းမှန်နဲ့လုပ်နေတယ်ဆိုတာအတိပြုပြီးတဲ့နောက်ဘီလီယံနာဖြစ်တဲ့သူကချက်ချင်းပဲသူ့လက်အောက်ငယ်သားတွေကိုခေါ်လိုက်တယ်ပြီးတော့သူ့လက်အောက်ငယ်သားကလက်ကမ်းစာဆောင်အားလုံးကိုသူမလက်ထဲကဆွဲယူသွားတယ်လက်ကမ်းစာဆောင်တွေဝေပြီးတဲ့နောက်မှာသူမဟာလက်ဝတ်ရတနာဆိုင်တစ်ဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်သူကအမေရိကန်ဒေါ်လာအပုံကြီးတစ်ပုံကိုသူ့လက်အောက်ငယ်သားကိုပေးပြီးသူမရဲ့ဆိုင်ထဲကလက်ဝတ်ရတနာတွေအားလုံးကိုဝယ်ဖို့ပြောပါတယ်လက်အောက်ငယ်သားကငွေသားတွေဝေရမ်းနေတဲ့လူတစုနဲ့အတူတကားဝကိုရောက်လာပါတယ်ဒီ website ကသူမကိုအံ့အားသင့်စေခဲ့ပါတယ်ပိုပြီးအံ့အားသင့်စေတာကသူတို့ကငွေသားအားလုံးကိုသူမရှိမှပစ်ချလိုက်တာပါပဲဗျပြီးတော့ဇင်ခံပစ္စည်းတွေအားလုံးကိုဆိုင်ထဲကနေတည်သွားကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကမော်ဒယ်ရုပ်တွေကိုတော့မနှောက်ယှက်ခဲ့ပါဘူး။ဒီအချိန်မှာပဲစပွဲပေါ်မှာအိတ်တလုံးကျန်နေတာကိုရုတ်တရက်သတိထားမိလိုက်ပါတယ်။ဒါကြောင့်အိတ်ကိုကောက်ယူပြီးလက်အောက်ငယ်သားနောက်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလက်အောက်ငယ်သားကသူမရဲ့ခင်မွန်းနဲ့အတူရက်နေတာကိုသူမမြင်လိုက်ရပါတယ်။သူမရဲ့ခင်မွန်းကဘီလီယံနာတယောက်ဖြစ်တယ်ဆိုတာသူမသိသွားမှလား။နောက်ဆက်တွဲသတင်းကိုသိချင်ရင် follow လုပ်ပြီးကျမရဲ့အကောင့်ကို subscribe လုပ်ပါ။